Hello hi အားလုံးပဲမင်္ဂလာပါဒီတစ်ခါလဲ CCTV ကနေဖမ်းထားတဲ့ဗီဒီယိုလေးကိုအတူတူကြည့်ကြရအောင်နော်ဒီအကူကလူလွတ်နေတဲ့အချိန်ဆိုတော့ဖုန်းကြည့်နေတယ်နော်ဒီမှာဖုန်းကြည့်နေတယ်မာဇီဝေတယောက်လာတယ်မာသူရဲ့ iPad လာဖုန်းလာထားပြီးတော့မှသွားရောက်နေပါတယ်ပြီးတော့စင်ငယ်တစ်စီးနဲ့လူနှစ်ယောက်ရောက်လာတယ်နော်ရောက်နေတယ်မှာအုံတီးလာဖေးတီးလာနော်ဖေးတီးထင်တယ်ဖေးတီးမှာဖေးတီးဝေမလို့တယောက်ကလည်းငါပြောသည်ဈေးရောက်တာလည်းမလွယ်ဘူးနော်တော်တော်လေးသတိထားဖို့လိုတယ်နော်ဘာပဲရောင်သတိထားဖို့လိုတယ်ရောက်နေတယ်တရုတ်ကလည်းဟိုမှာအနုပ်ကိုလှည့်ပြီးတော့မှသူ့ဖုန်းကိုကြည့်နေတော့မှမချောင်းနေတယ်ဆိုင်စင်ကဟိုအနုပ်ဖက်သွားနေတဲ့အချိန်မှာချောင်းနေတဲ့သူလည်းကိုဝေါမနိုင်ပြီမထဲလိုက်ပြီအိတ်ထဲကိုထဲလိုက်ပြီပေါင်းပြီးအိတ်ထဲကိုတော်တော်လေးနဲ့တရိထားရမှနော်အိုးဆိုင်စင်ကလည်းတရိမထားမိဘူးဟိုမှာသူတို့ကလည်းဘာမှမဝယ်ပဲနဲ့ကိုထွက်ပြီးသွားတယ်မှာဆိုင်ကနဲ့ထွက်ပြီးသွားပြီမှာတယောက်လည်းမရှိတော့ဘူးပြီးတော့မှအကူကပစံအကူကြည့်လိုက်ဖုန်းကြည့်လိုက်တရိရသွားပြီအကူကရှာနေပြီဘာဖြစ်လို့သူများပစ္စည်းကိုလိုချင်ပြီးမှခိုးနေတာလည်းမသိဘူးနော်မလွယ်ဘူးလူတွေနော်သူသားလားမသိဘူးမမေးပြီပြီးတော့မှဖုန်းဆက်မဲ့ထင်တယ်ကိုလေဆက်မဲ့ထင်တယ်ဟိုမှာဒီစပွဲပေါ်မှာတင်ထားတယ်တဲ့အမသူသားလေးလားမသိဘူးသူသားလေးလားမှာကြောင်းသွားဖို့ကိုခဏလေးရှာခိုင်းနေသေးတယ်ထင်တယ်နော်နှမျိုးဆရာကြီးနော်အကူကလည်းနော်တော်တော်လေးနှမျိုးမြင်ပါပဲစိတ်မကောင်းလိုက်တာဟဲ့တော်တော်လေးနဲ့တရိထားရမှနော်